အားလုံးမင်္ဂလာပါလို့ကျွန်တော်ရဲ့ဒီမှာရှယ်ဖေးဖို့ပေးနေဒီမှာရှယ်ယူ channel နေပြီးတော့ကြိုဆိုပါရလို့ကျွန်တော်အခုတစ်ခေါက်မျှဝေပေးခြင်းတဲ့အကြောင်းအရာတော့ဆွဲဆောင်မှုရှိရလူတို့ဖြစ်ဖို့အတွက်ဆောင်ရမယ့်အချက်၅ချက်ကိုကျွန်တော်မျှဝေပေးခြင်းပါတယ်လို့အဲ့ဒါတော့ဗာလဲဆိုနံပါတ်1ကတော့ကျွန်တော်အတင်းဖြင်းပြောလုံးခြင်းအတင်းဖြင်းပြောတဲ့လူရောကဘယ်လိုမှဆွဲဆောင်မှုရှိမှာမဟုတ်ပါဘူးနံပါတ်2ကတော့အဆိုးမြင်လုံးခြင်းအဆိုးမြင်တဲ့လူတယောက်နားမှာလည်းဘယ်လိုမှနေခြင်းမဟုတ်ပါဘူးလို့နံပါတ်3ကတော့ကိုယ်လိုမကြရင်သီးမခံနိုင်ခြင်းနံပါတ်4ကတော့တစ်ဖက်လူစကားပြောနေရင်မပြီးသေးဘဲနဲ့စကားကိုဖျက်ပြောခြင်းနံပါတ်5ကတော့သူတစ်ပါးကိုပေါ်စီကနေဆက်ဆံတတ်ခြင်းဒီအချက်5ချက်ပဲဖြစ်ပါရဲ့လို့ကျွန်တော်နောက်တစ်ခေါက်ပြန်ပြောရမယ်ဆိုရင်တော့နံပါတ်1ကအတင်းဖြင်းပြောလုံးခြင်းနံပါတ်2ကအဆိုးမြင်လုံးခြင်းနံပါတ်3ကကိုယ်လိုမကြရင်အသီးမခံနိုင်ခြင်းနံပါတ်4ကတော့တစ်ဖက်လူစကားပြောရင်မပြီးသေးဘဲနဲ့ဖျက်ပြောခြင်းနံပါတ်5ကတော့သူတစ်ပါးကိုအပေါ်စီကနေဆက်ဆံတတ်ခြင်းဒီအချက်5ချက်ကိုရှောင်မယ်ဆိုလို့ရှိရင်မိတ်ဆွေကဆက်ဆောင်မှုရဲ့လူတယောက်ဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့